ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်။အခုကျွန်မချက်ပြပေးမှာကတော့အခုတလောမှာရေပန်းစားနေတဲ့ကြက်ချေတောင်ကျူမြင့်မာလာလေးကိုချက်ပြပေးပါမယ်ရှင်။ကြက်ချေတောင်ကျူမြင့်မာလာလေးอ่ะဆိုရင်အခုသူကလေးလူကြီးမရွေးလူကြိုက်များနေတယ်ပေါ့နော်။အဲ့မှာဆိုရင်အခုကျွန်မဟာကျူမြင့်လေးကိုဗီနီဂါနဲ့ရေစင်အောင်ဆေးထားပါတယ်ရှင်။ဖွေးလေးဖြစ်အောင်ကျွန်မဆေးထားတယ်ပေါ့နော်။ဒီထက်မှာပါဝင်မဲ့ပစ္စည်းတွေကတော့အဲ့တော့ပြီးရင်ဒါလေးကကြတော့ကြက်သားမဟုတ်ခမနောမဟုတ်လေးပေါ့နော်။ဒါလေးကကြတော့ကျွန်မတို့ပဲငတ်ပြားကြီးအကြည့်ရည်လေးပါ။ဒါလေးကခရုစီလေးပါဒါလေးကကြတော့မာလာမှုတ်လေးပါဒါကကြတော့ငရုတ်သီးစိမ့်အနီနဲ့ကြက်သွန်ဖြူလေးကိုကျွန်မတို့အစင်လေးပြုတ်လုပ်ထားတာပါဒါလေးကိုကျွန်မတို့ကလှော်ပါမယ်ဒါလေးကကြတော့၅မျိုးဆက်မဆက်လာလေးပါဒါလေးကကြတော့ကျွန်မတို့ပဲငတ်ပြားကြီးအနောက်ကလေးပါရှင်ဒါကကြတော့လေမာလာအနှစ်ကလေးပေါ့နော်မာလာအနှစ်ကလေးကကျွန်မတို့ကိုယ်တိုင်ချက်ထားတဲ့မာလာအနှစ်ကလေးဖြစ်ပါတယ်ဒါတော့အပေါ်ကနေစီလေးနည်းနည်းထည့်ဖို့တော့ကျွန်မဒီစီလေးကိုသုံးထားပါတယ်ရှင်ကျွန်မခုဒီကြက်ချေတောင်လေးကိုကျွန်မပြုတ်ထားတာဆိုရင်အခုတော်တော်လေးနူးနေပါပြီရှင်ကျွန်မခုကြက်ချေတောင်မာလာပေါ်ကနေပြီးတော့ဖြူဖို့တော့ကိုကျွန်မနှမ်းလေးကိုမှုေးဝအောင်လို့မီအေးအေးလေးနဲ့နှာလေးလှော်ပေးပါမယ်နော်နှမ်းလေးကလှော်လိုက်မှတာနေဒါစားတဲ့ခါကျရင်မှုေးလေးနဲ့စားလို့ကောင်းပါလားရှင်နှမ်းစီလေးညီလာပြီဆိုရင်ကျွန်မနှမ်းစီလေးကိုကျွန်မပကံလုံးလေးကိုပြန်ထည့်ထားပါမယ်။ပြန်ထည့်ထားပြီးတော့ရှင်လေးကျွန်မဒီဂျူးမြစ်လေးကိုကျွန်မလှော်ပါမယ်ရှင်။ဂျူးမြစ်လေးကိုဘာကြောင့်လှော်ရတာလဲဆိုရင်ဂျူးမြစ်ကအစိမ်းစော်နမ်းမှာဆိုလို့ကျွန်မဂျူးမြစ်လေးကိုလှော်ပေးတာဖြစ်ပါတယ်။ခုနရေစင်အောင်ဆေးထားတဲ့ဂျူးမြစ်လေးကိုကျွန်မထည့်ပြီးတော့လှော်ပေးပါမယ်။ဂျူးမြစ်စိမ်းစော်လေးပြောင်းအောင်ကျွန်မလှော်လိုက်တာပေါ့နော်ဂျူးမြစ်လေးကဒီလိုရောင်လေးဖြစ်လာပြီဆိုရင်သူ့ရဲ့အနံ့ကလည်းပျောက်သွားတယ်ပေါ့နော်ကျွန်မလှော်နေတဲ့အချိန်မှာသူ့ရဲ့ဂျူးမြစ်အနံ့လေးပျောက်သွားပြီဆိုရင်ကျွန်မစိမ်းစော်မနံတော့ဘူးပေါ့နော်အဲ့လိုအချိန်မှာကျွန်မလှော်တာလေးကိုရက်လိုက်ပါမယ်ဟုတ်ကျွန်မတို့ကဂျူးမြစ်လှော်ပြီးသွားပြီဆိုရင်ကျွန်မငရုတ်သီးစိမ့်အနီလေးနဲ့ကြက်သွန်ဖြူလေးကိုမှကျွန်မထည့်ပြီးတော့လေဦးထဲမှာမီးအေးအေးလေးနဲ့လှော်ပြပါမယ်နော်အဲ့တော့ကြက်ချေတောင်ဂျူးမြစ်မာလာမှာဆိုရင်ဒီကြက်သွန်ဖြူလေးနဲ့ငရုတ်သီးစိမ့်လေးနဲ့ကအဓိကပါဝင်တာပေါ့နော်သူကလည်းမရှိမဖြစ်ပါဝင်ရမယ်ပစ္စည်းလေးတစ်မျိုးဖြစ်ပါတယ်ဒါလေးကဘာပဲပြောပြောကြက်သွန်ဖြူလေးကလည်းဘယ်လိုပြောမလဲဆော်လိုက်တဲ့အခါကျတော့မှုေးသွားတာပေါ့နော်ဒီငရုတ်သီးစိမ့်ကလည်းအစိမ်းရောင်တချို့ကတော့သုံးကြတယ်ပေါ့နော်ဒါပေမဲ့အစိမ်းရောင်ကြီးကျတော့အရောင်မလှဘူးပေါ့နော်ဒါအနီရောင်လေးကိုပဲကျွန်မရှာပြီးတော့သုံးလာပါတယ်အဲ့ငရုတ်သီးစိမ့်လေးလှော်ပြီးပြီဆိုရင်ကျွန်မငရုတ်သီးစိမ့်လေးနဲ့ကြက်သွန်အဖြူလေးကိုကျွန်မငရုတ်စုံနဲ့ထည့်ထောင်းပြပါမယ်နော်အဲ့ဒါလေးကိုကျွန်မတို့ငရုတ်စုံနဲ့ကိုကျွန်မထည့်ထောင်းပြမယ်ပေါ့နော်ကျွန်မခုလှော်ထားတဲ့ငရုတ်သီးစိမ့်လေးနဲ့ကြက်သွန်ဖြူလေးကိုထောင်းပြပါမယ်နော်ထောင်းတဲ့ငရုတ်သီးထောင်းတဲ့အခါမှာကျွန်မဗဟုသုတလေးတစ်ခုပြောပြမယ်နော်ဒီကျွန်မတို့အဖွားတွေကပြောပြခဲ့တယ်ပေါ့နော်ငရုတ်သီးထောင်းတဲ့အခါမှာကျွန်မတို့ဒီတချို့တွေကတော့ငရုတ်သီးထောင်းဟေးဆိုရင်ဒီလိုပဲထောင်းလိုက်တာပေါ့နော်ထောင်းလိုက်တဲ့အခါကျရင်ဒီငရုတ်သီးအဖက်ကလေးတွေကြက်သွန်ဖြူဖက်ကလေးတွေကအပြင်ကိုဆင်သွားတယ်ပေါ့ဆင်သွားတဲ့အခါကျလို့ရှိရင်တောရွာတွေမှာဆိုရင်မိန်းကလေးတွေကငရုတ်သီးဖက်ကလေးတွေဒီလိုပေါ့လက်ကိုမအုပ်ဘဲနဲ့ထောင်းလိုက်တယ်ပေါ့ထောင်းလိုက်တဲ့အခါကျရင်ငရုတ်သီးဖက်လေးတွေကအပြင်ကိုဆင်သွားတဲ့အခါကျရင်ကြက်ကလေးတွေနှက်ကလေးတွေလာပြီးတော့ဒီငရုတ်သီးဖက်ကလေးတွေကြက်သွန်ဖြူလေးတွေကိုစားကြတယ်ပေါ့နော်စားကြတဲ့အခါကျရင်အဖွားလူကဘယ်လိုပြောလဲဆိုရင်ပေါ့နော်မိန်းမကြက်လာရေးအိမ်တော်မှုမထိန်နိုင်ဘူးအဲ့လိုမျိုးပြောကြတယ်ပေါ့နော်အဲ့တော့ငရုတ်တီးထောင်းတဲ့နေရာကြလို့ရှိရင်အဖွားကဘလို့တင်ထားလဲဆိုရင်ပေါ့နော်ကျမကိုငငယ်တုန်းကဆိုရင်ဒီလိုလေးလက်ကလေးအုပ်ပြီးတော့ကျမကိုငရုတ်တီးထောင်းခိုင်းတယ်ပေါ့နော်အဲ့လိုငရုတ်တီးထောင်းမှတာလေတဲ့ဒီမိန်းကလေးကပေါ့နော်အိမ်တော်မှုလည်းထိန်နိုင်မယ်ယောက်ျားရှာဖွေတဲ့ပတ်စံကိုလည်းသိမ့်စီးနိုင်မယ်ပေါ့ဗယံပဒမနိုင်ဘူးပေါ့နော်အဲ့လိုမျိုးကျမတို့ကိုသင်ပေးထားတယ်ပေါ့နော်ဒီဘယ်လိုပြောမလဲမိဘတွေက
ဘောနော်ဒီ main ကလေးတယောက်ကိုလေးလာမယ်ဆိုရင်ငရုတ်တီးထောင်းတာအစအရှင်တော့ရှေ့ခေတ်ကလူကြီးတွေကလေးလာကြတယ်တဲ့နော်အဲ့တော့ကျွန်မပြောချင်တာဟိုငရုတ်တီးထောင်းတဲ့ခါကျရင်လည်းအခုကတော့အကုန်လုံးတော့ကျိတ်ဆက်တွေပဲသုံးကြတာပေါ့နော်ဒါပေမဲ့မပြည့်မနေထောင်းရတော့မယ်ဆိုရင်ဒီစက်တုံအဖြူလေးတွေအနီလေးတွေအပြင်မထွက်အောင်လို့ကျွန်မတို့ကဒီလိုလေးလက်ကလေးကိုအုပ်ပြီးထောင်းမယ်ဆိုရင်တော့ပိုအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်လူမြေလည်းတင့်တယ်တာပေါ့အပြင်လည်းမထွက်တော့ဘူးလက်ဟတ်တက်လည်းမဖြစ်တော့ဘူးပေါ့နော်အဲ့လိုလေးကျွန်မပြောပြချင်တာပါဘုဟုတုဒအနေနဲ့ပေါ့နော်ဟုတ်ကဲ့ကျွန်မကငရုတ်တီးလေးကဒီလိုနေလေးဖြစ်သွားပြီပေါ့နော်ဒီလိုနေလေးဖြစ်သွားပြီဆိုရင်ကျွန်မဒါလေးကိုကြက်ချေတောက်မာလာလေးကိုကျွန်မစပြီးတော့နေပါတော့မယ်အဲ့တော့ကျွန်မဒါလေးကိုဒီအိုးထဲမှာပဲကျွန်မကြက်ချေတောက်မာလာလေးကိုနေမယ်ပေါ့နော်အဲ့တော့ကျွန်မကြက်ချေတောက်လေးတွေကိုထည့်မယ်ကြက်ချေတောက်လေးတွေကိုကျွန်မဒီလိုလေးနှစ်ပိုင်းလေးတွေပိုင်းထားပါတယ်နော်ခြေတောက်လေးရဲ့ဒီအောက်ကအစစ်ရိုးလေးရဲ့နှစ်ပိုင်းလေးတွေကျွန်မပိုင်းထားတယ်ပေါ့နော်။အဲ့ဒါအစစ်ရိုးလေးလည်းကိုက်လို့ရအောင်လို့ကျွန်မဘယ်လိုလေးပိုင်းထားပါလဲ။ပြီးသွားရင်လိုအပ်တဲ့ကျွန်မခဏမုတ်လေးနည်းနည်းထည့်မယ်။ပြီးသွားပြီဆိုရင်ကျွန်မပဲငတ်ပြရည်လေးနည်းနည်းပဲငတ်ပြရည်အကြည်လေးပေါ့နော်တစ်စုံလောက်ထည့်ပါမယ်။ညတာလေးနည်းနည်းလေးလေးပြင်ပြင်လေးပြောအောင်တော့ထုံထုံလေးနဲ့ဆက်ဆက်ကလေးနဲ့ဟာပေါ့ငန်းငန်းလေးပေါ့နော်စားလို့လည်းကောင်းတာပေါ့နော်ကျွန်မဒါအခုဆိုရင်ပဲငတ်ပြာကြီးအနောက်ကလေးနည်းနည်းထည့်ပါမယ်ပြီးသွားရင်ကျွန်မဒါဆိုရင်ခရုစီလေးနည်းနည်းထည့်ပါမယ်ဒီမှာဆိုရင်ခရုစီလေးရလည်းမပါမဖြစ်လေပါကျွန်မပြီးသွားရင်5မျိုးဆက်မဆလာလေးထည့်ပါမယ်ဒါ5မျိုးဆက်မဆလာလေးပါတကယ်လို့များကျမတို့စားတဲ့လူတွေကထုံထုံဆက်ဆက်လေးကြိုက်တယ်ဆိုရင်တော့ကျမတို့တွားကောချက်ကောမှုန့်လေးတွေကိုထပ်ပြီးထည့်ပေါ့နော်ဒါလေးရကြတော့မာလာအမှုန့်လေးပါမာလာမှုန့်လေးထည့်ပါမယ်နှစ်စွန်းထည့်မယ်ပေါ့နော်မာလာမှုန့်လေးနှစ်စွန်းပြီးသွားရင်ဒါလေးကမာလာအနှစ်ကလေးပါမာလာအနှစ်ကလေးကတစ်စွန်းနဲ့တစ်ဝက်လောက်ကျမထည့်ပါမယ်သမင်းသားစုံနဲ့တစ်စုံတစ်ဝက်လောက်ကိုကျွန်မထည့်လိုက်ပါတယ်။ကျွန်မတို့ပြီးသွားရင်နောက်ထောင်းထားတဲ့ငရုတ်သီးလေးကိုထည့်ပါမယ်ရှင်။ထောင်းထားတဲ့ငရုတ်သီးလေးကိုထည့်ပြသွားလို့ရှိရင်ကျွန်မဒါလေးကိုမနယ်သေးပါဘူး။ကျွန်မငရုတ်သီးစီပူလေးနည်းနည်းလေးထိုးပါမယ်။စီပူလေးနည်းနည်းသွားပါမယ်။စီလေးနည်းနည်းလေးပေါ့နော်ကျွန်မပူအောင်လုပ်ပါမယ်နည်းနည်းလေးပါပဲသမင်းစားစုံလေးနဲ့တစ်စုံစားပါပဲနော်ကျွန်မဒါစီလေးပူလာပြီဆိုရင်ကျွန်မဒါကိုဒီဘက်ထဲကိုထည့်ပါမယ်စီပူလာပြီဆိုရင်ကျွန်မပိတ်လိုက်ပါမယ်ပိတ်ပြီးသွားလို့ရှိရင်အဓိကဘယ်လိုလဲဆိုတော့ပြောချင်တာကခုနထောင်းထားတဲ့ငရုတ်သီးစိမ်းနဲ့စက်တုံအဖြူပေါ်ကိုကျွန်မဒီစီပူလေးကိုတဲ့လောင်းချပါအဲ့မှာမြုပ်တီးစိမ်းလေးကလည်းပို့ပြီးတော့ကြက်တော့ပေါ့နော်ကျွန်မလောင်းချလိုက်တယ်လောင်းချပြီးတဲ့အခါကျရင်ကျွန်မဒါလေးကိုနယ်ပါမယ်ကြက်ချီတောက်ကလေးကိုတေချာရတာလေးတွေကိုကြက်ချီတောက်ထဲကိုဝင်အောင်လို့ကျွန်မတေချာပိုင်းပိုင်းတိုင်းတိုင်းနဲ့နယ်ပါတယ်နယ်ပြီးတဲ့အခါကျရင်ကျွန်မဂျူးမြစ်ကလေးကိုထည့်ပါမယ်နော်ဂျူးမြစ်လေးကိုပါကျွန်မထပ်ပြီးတော့ရောပြီးတော့နယ်ပါမယ်အခုဆိုရင်ကြက်ချီတောက်လေးနဲ့ဂျူးမြစ်လေးရဆိုရင်ဆန်းဆက်လာပါပြီအရသာလေးလည်းအကုန်လုံးစိတ်ဝင်သွားတော့ပါပြီအရောင်လေးကလည်းတအားလှပါတယ်အရသာလေးကိုမြည်ကြည့်လိုက်တဲ့အခါကျတော့ကျွန်မတို့ဆက်ဆက်ကလေးနဲ့ထုံထုံလေးနဲ့စားလို့ရန်စားကောင်းပါလေဒီဘောကနေပြီးတော့ကျွန်မပွဲပြင်ပြီးပါပြီဆိုရင်ကျွန်မနှမ်းလေးကိုဒီလေးဖြူပါမယ်နှမ်းလေးကိုဖြူပြီးသွားပြီဆိုရင်ကျွန်မနန်းနန်းမင်းလေးတွေနည်းနည်းတော့ထည့်ပေးမယ်ပေါ့နော်ပို့ပြီးတော့စားလို့ကောင်းတော့အောင်အခုဆိုရင်ကျွန်မတို့ကြက်ချေတော့ဂျူးမြင့်မာလာလေးရရှိပါပြီရှင်ဆက်ဆက်ကလေးနဲ့ထုံထုံလေးစားလို့ကောင်းပါတယ်ရှင်